ဒီ Loot Nation လုပ်ပြီးတော့ဒီကျိုးတက်ဒူရိယာလေးတကယ်တော့3ကျိုးပဲ3ကျိုးမှာ1ကျိုး2ပင်ပူးထားတာအဲ့တော့အဲ့ဒီကျိုး3ကျိုးနဲ့ဒီလို့ရှိရင်ကိုတို့တချင်းဆိုလို့ရလောက်အောင်အဆင်ပြေရလားပေါ့သူတပြင်းတော့ chord တွေကင်မယ်ဆိုလို့ရှိရင် chord ကကိုတို့ generally chord ရဲ့ definition က3 or more tones sounded simultaneously ဆို chord က generally ဟို power chord တွေကလွဲလို့အတန်အနည်းဆုံး3တန်ပါဥပမာ C major 7ဆိုရင် do mi so D ပေါ့အဲ့တော့ဟိုအတန်4တန်လောက်ပါတယ်အဲ့ဒီကျိုး3ကျိုးနဲ့ဘယ်လိုကင်မလဲလို့စဉ်းစားစရာရှိတာတကယ်စခဲ့တဲ့မြဖြားခံတဲ့ကိစ္စကဆရာဒူးပါဆရာဒူး Art Music Academy တီထောင်သူဆရာဒူးဆိုတာကအကိုရဲ့ဆရာအရင်ဖြစ်ပါတယ်အကိုရဲ့ဘဝမှာလုံးဝဟိုစကားပြောတိုင်းခြံထားလို့မရခဲ့တဲ့အရေးကြီးဆုံးပုဂ္ဂိုလ်ပေါ့ကိုမြမိုးအောင်သူ့ရဲ့ library တွေကစာရွက်တစ်ခုကိုကြည့်ပြီးတော့သူ့ရဲ့ဒီ Loot Nation idea စပြီးဖြစ်ခဲ့တာပေါ့ဆရာဒူးကလည်းအဲ့လိုစိတ်ကူးမျိုးတော့ရှိခဲ့တယ်ဒါပေမဲ့ဆရာဒူးကသူကတင် जा ရေးဘက်ကိုအဓိကလုပ်နေရတဲ့ခါကျတော့သူကအဲ့ဘက်ကိုဇောင်းမပေးနိုင်ဘူးနောက်ပြီးတော့ဆရာဒူးကနေပြီးတော့ဟိုကိုမြမိုးအောင်အခုစီကိုခေါ်လာခဲ့တယ်ဟိုခေါ်လာခဲ့တဲ့အခါကျတော့ကိုမြမိုးစီမှာပထမဆုံးတွေ့လိုက်ရတဲ့အရာဟာသူကဟိုဘယ်လိုပြောမလဲဆိုတော့ဒီ music industry ထဲမှာရှိနေပေမဲ့ music ကို business လုပ်တဲ့လူမဟုတ်ဘူးဖြစ်သူ music ကသူက music လုပ်ချင်နေတဲ့စိတ်ပဲရှိသူကအဲ့ဒါကြီးကိုစီးပွားတရက်လို့လုပ်နေတဲ့လူမျိုးမဟုတ်ဘဲနဲ့အင်တန်ကိုဒီပေါ်မှာယူသွတ်တဲ့ပြင်းပြတဲ့စိတ်ကိုတွေ့တဲ့အခါကျတော့အကိုနဲ့အများကြီးတတွဲပြီးတော့လှုပ်ဖြစ်တယ်လှုပ်နေရင်းနဲ့သူကတော့သူ့ရီမန်းချက်တိုင်းနောက်ဆုံးတကယ်အကောင့်ထဲပေါ်သွားတဲ့ကိစ္စကတော့ Loot Nation ကိစ္စပေါ့ Loot Nation ဆိုတာကကိုတို့ဒီ Southeast Asia countries တွေမှာတော်တော်များများကသူ့ဟာနဲ့သူဒီ loot နဲ့ပတ်သက်လို့သူ့ရဲ့ traditional လုပ်နေကြတယ်အကိုတို့ရဲ့ 88 ကို2လောက်ကဟိုဂီတနဲ့ပတ်သက်တဲ့ဟိုအသုံးဆောင်ပစ္စည်းနေ့ဒီချိန်မှာမရနိုင်တော့ဘူးတရုတ်နိုင်ငံကယူနန်ပြည်ကနေပြီးတော့ပြန်ရခဲ့တဲ့မှတ်တမ်းလေးနဲ့ပဲအဲ့စာရွက်စာတမ်းပေါ်မှာရှိတဲ့အချက်လက်ကိုကြည့်ပြီးတော့ကွန်မြူမိုးကဒီလေးပုံစံတော့ဒီလိုရှိတယ်တကယ်တမ်းကျ Loot Nation တကယ်သူစလုပ်ပြီးဆိုတဲ့အခါကျ Loot Nation ကသူကစထွက်ချင်တာစထွက်ချင်တဲ့အခါကျတော့ theme song သဘောမျိုးပေါ့ထာဝရခီးတယ်ဆိုတဲ့စကားလုံးနဲ့အဲ့ဒီချင်းတစ်ပုတ်လုံးမှာပါတဲ့စာကြောင်းတွေကအခု Loot Nation မှာပါဝင်နေတဲ့ဥဆောင်သူကကိုမြင့်မိုးအောင်ပြီးတော့အကိုရှိမယ်အကိုရဲ့ music producer ကိုထက်ရှိတယ်ပြီးတော့ကိုတို့ရဲ့အားလုံးရဲ့ manager ကဟိုဒေါက်တာညံမင်းထက်ဖြစ်တယ်အဲ့တော့ကိုညံလို့ရှိတယ်အဲ့တော့သူတို့အကုန်လုံးကိုတို့ဒီ၄ယောက်စလုံးရဲ့ဘဝတွေရဲ့သွားပုံလာနီးကဒီတချင်းနဲ့တအားသဟဇာတာဖြစ်လွန်းတယ်နောက်ပြီးဒီတချင်းကလည်းဒစိမ့်စင်တွေးကြည့်လို့ရှိရင်ဘဝမှာရင်မှန်းချက်ယုံကြည်ချက်တစ်ခုနဲ့သွားနေတဲ့လူတိုင်းအတွက်အတိတ်ပဲပြည့်စုံလုံးတဲ့တချင်းဖြစ်နေအဲ့တော့ဒီချင်းကတော့ဒီချိန်မှာတော့ငင်းဖို့မဖြစ်တော့ဘူးဆိုပြီးတော့ကိုမြမိုးရဲ့တောင်းဆိုမှုနဲ့အကူကအဲ့ဒီချင်းကိုဆိုပြခဲ့တာပါNation မှာတော့အကူကအဲ့ဒီ theme song ဆိုတဲ့အပြင်ကိုမှအနောက်မှာတော့ဆက်ပြီးတော့ထွက်လာဖို့ရှိတယ်ကိုမြမိုးအောင်ပဲရေးတဲ့ချင်းရှိမယ်နောက်ပြီးတော့အကူငငယ်လေးတွေအကူအရန်ကြိုက်ခဲ့တယ်ကိုမြန်မာတန်လည်းအရန်ကြိုက်အဲ့တော့မြန်မာတန်တချင်းတွေလည်းလာဖို့ရှိတယ်ပေါ့ဟိုအကူကိုတွေ့တဲ့လူတွေများဒီလူကတော့ဟိုအများအားခွန်အားတွေတုံးပြီးတော့နေတဲ့လူဆိုတဲ့အခါကျတော့မြန်မာတန်ကြိုက်ပါမလားလို့ချင်းဝေရရှိပါတယ်အခုမြန်မာမဟာဂီတတချင်းတွေကိုအရန်နှစ်သက်ပါတယ်အရန်တန်ဖိုးထားနှစ်သက်ပါအဲ့တော့ကိုက Loot Nation နဲ့အခုဆက်လုပ်မဲ့တချင်းတွေလုပ်ထားတဲ့တချင်းတွေတော်တော်များများရှိပါတယ်အခုတို့ Loot Nation ရဲ့ channel နောက်တစ်ခါကျတော့ Tribute Record တို့အခုရဲ့ channel တို့မှာနောက်ပိုင်းဆက်လာဖို့ရှိပါတယ် Loot Nation နဲ့အခုတို့ဆက်သွားမယ်ခီးကတော့တစ်လျှောက်လုံးပါပဲအခုတို့အသက်ရှိတွေဆက်သွားကြမှာပါအဲ့တော့လေကျိုး6ကျိုးတီးပြီးတော့ကျိုး6ကျိုးမှာတော့အတန်9တန်ပါတာပေါ့1ကျိုးနဲ့6ကျိုးကဒူးနေတာကိုအချမ်းမြင်အဖြစ်တော့အဲ့တော့အတန်9တန်ပါတယ်ရှိတာကအခြေခံအဖြစ်အတန်9တန်ရှိတယ်ပေါ့ C နဲ့ F နဲ့တော့လွှတ်ကျိုးထဲမှာမပါဘူးဒါပေမဲ့အဲ့ဒီကျိုး6ကျိုးမှာအခုတို့သွားလာနေရတဲ့ကိစ္စကြတော့ဟိုကလေးဘွားတွေကဆိုတော့ဘယ်နားမှာဘာအတန်လဲလက်ကွက်နံပါတ်ဘလောက်မှာဘာအတန်ရှိတယ်ပေါ့အဲ့ဒီအတန်ကဟို C key ကကြည့်လို့ရှိရင်ဘာနှုတ်လဲပေါ့ဟိုဟာပေါ့ E flat key ကကြည့်လို့ရှိရင်ဘာနှုတ်လဲကိုတို့အဲ့လောက်ထိတကယ်ကိုသိချာသိတယ်ပေါ့ဒီဂီတာရဲ့လုံးပိုင်စွမ်းလုံးနိုင်စွမ်းအများကြီးရှိတယ်ပေါ့ကိုမြမိုးကဒီ Loot Nation လုပ်ပြီးတော့ဒီကျိုးတက်ဒူရိယာလေးတကယ်တော့3ကျိုးပဲ3ကျိုးမှာ1ကျိုး2ပင်ပူးထားတာအဲ့တော့အဲ့ဒီကျိုး3ကျိုးနဲ့ဒီလို့ရှိရင်ကိုတို့တချင်းဆိုလို့ရလောက်အောင်အဆင်ပြေရလားပေါ့သူတပြင်းတော့ chord တွေကင်မယ်ဆိုလို့ရှိရင် chord ကကိုတို့ generally chord ရဲ့ definition က3 or more tones sounded simultaneously ဆို chord က generally ဟို power chord တွေကလွဲလို့အတန်အနည်းဆုံး3တန်ပါဥပမာ C major 7ဆိုရင် do mi so D ပေါ့အဲ့တော့ဟိုအတန်4တန်လောက်ပါတယ်အဲ့ဒီကျိုး3ကျိုးနဲ့ဘယ်လိုကင်မလဲလို့စဉ်းစားစရာရှိတာပေါ့
အဲ့ဒီစိုးရင်စိတ်တွေနဲ့တော်တော်ကိုညပေါင်းများစွာကိုဖြတ်တန်းခဲ့ရပြီးတော့ဒါပေမဲ့တကယ်တော့အဲ့တန်စင်တွေကိုတကယ်ရှာဖွေပြီးဒီဟာကလုံလောက်တဲ့ဂီတအတန်တွေကိုပြည့်စုံအောင်ကြားရနိုင်တဲ့ဒုတိယတစ်ခုဖြစ်တယ်ဆိုတာတော့တကယ်ရှာဖွေသူကကိုမြင့်မိုးအောင်ပါအကိုကတော့တိုင်းတာတစ်ခုထိအဓိကတော့သူကပို့ပြီးတော့ပဲတစ်ခုခုလောက်တော့မယ်ဆိုလို့ရှိရင် तू ကပဲညီလေးဒါဒီ position မှာဒီလိုတီးရတယ်ဒီလိုတီးတယ်ဆိုလို့ရှိရင်တော့ဒီလိုအတန်တွေရတယ်ကွာကိုတို့လိုချင်တာဒီနာအတန်ကွာဆိုစသဖြင့် harmonizing ideology အစကိုမြင့်မိုးကနေပြီးတော့ तू ရှာဖွေပြီးတော့တီးတာပါ तू ကတော့တကယ်ဒီမျိုး instrument တချင်းရေးတာပဲလူတွေသိကြတာပေါ့သူ့ရဲ့အခြားတစ်ဖက်မှာလူတွေသတိမထားမိတဲ့အရာ तू ကတီးတဲ့ပညာအရန်တော် तू ကဂီတပညာအရန်တက်ကြွတဲ့သူဖြစ်တယ်ပေါ့အဲ့တော့ဒီ loop ဆိုတဲ့ဥစ္စာကို၃ကျိုးဆိုတာကိုအကိုတကယ်တော့မယိုးသေးစကားတကယ်မယုံကြည်ခဲ့ပါဘူး၃ကျိုးနဲ့တကယ်တချင်းဖြစ်ပါမလားပေါ့တကယ်တော့ကိုမြင့်မိုးအောင်ကတေချာရှာဖွေစီစဉ်လိုက်တဲ့ခါကျတော့၃ကျိုးဟာ6ကျိုးလို့မဟုတ်ရင်တော့မှတကယ်လုံလောက်တယ်ဆိုတာကိုအကိုယုံကြည်ပါတယ်တကယ်တီးကြည့်တဲ့ခါကျတော့လေနေသားတော်ကြာလာပြီးတော့တဖြည်းဖြည်းနဲ့6ကျိုးတီးကျင်တဲ့အချိန်တွေကိုတော့မှဖဲ့ပြီးတော့3ကျိုးတီးကျင်စိတ်ပေါက်လာတဲ့ဘွားရောက်သွားတယ်ပေါ့3ကျိုးကလုံလောက်ပါတယ်3ကျိုးနဲ့တီးလို့ရှိရင်အချင်းတကယ်ဖြစ်ပါမလားအဆင်ပြေပါမလားလို့စိုးရင်နေတဲ့ကိုတို့ကိုလှမ်းပြီးတော့မင်းကုန်းနဲ့မေးတဲ့သူတွေရှိတယ်ယုံကြည်လိုက်ပါတကယ်သချင်းဖြစ်ပါတယ်နော်တကယ်မိုက်ပါတယ်3ကျိုးနဲ့လုံလောက်ပါတယ် feeling ကတော့ပြောရလို့ရှိရင်ကိုယုံကြည်မှုတွေပိုများလာတယ်ယုံကြည်မှုလွန်ကဲပြီးတော့ယူးကြောင်ကြောင်ဖြစ်သွားတော့မဟုတ်ဘူးဒါပေမဲ့ငါဘွားကြီးကဘာကြောင့်ဒီလောက်တောင်မှအထိပ္ပယ်ကြီးများလာတာလဲပေါ့အဲ့လောက်ထိတောင်ခံစားလာရတကယ်တော့ဘယ်လိုပြောမလဲကိုအထင်ကြီးတယ်ဆိုတာဘက်ကိုလုံးဝမရောက်ဖဲနဲ့ကိုဘွားကြီးကကျင်းတတ်စရာကောင်းလားကိုပြောနေကြစကားလို့ပေါ့လောကကြီးမှာတကယ်ကိုစိတ်နှလုံးသားနဲ့နှိမ့်မြုပ်ပြီးခံစားကြည့်လို့ရှိရင်တန်ဖိုးအရှိဆုံးအကြောင်းတရားကဂီတရောက်ဝေါ်မယ်ပေါ့အကိုပြောတဲ့အထက်မှာဘာသာရေးကိစ္စတွေတော့အခုခြံထားဖယ်ထားတယ်ပေါ့နော်ဘာသာရေးကတော့အမြင့်ဆုံးတနေရာမှာရှိနေလိမ့်မယ်ဒါပေမဲ့အကိုဘဝရဲ့ normal life breathing ပေါ့ကိုကပုံမှန်အသက်ရှင်ဖို့အသက်ရှူနေရတဲ့အချိန်တစ်လျှောက်လုံးမှာဂီတကအဓိပ္ပာယ်ပြည့်စုံလုံးတယ်ပေါ့အဲ့တော့ကိုကလူတွေကိုတက်သားတုံးဘဝကနေပြီး raw material ဘဝကနေပြီးတော့ fine art high end တကယ်ကိုအထက်တန်းစားဒုတိယတစ်ခုဖြစ်အောင်လုပ်တဲ့ပြင်ကိုမှအခုကိုယ်တိုင်ချင်းတွေရေးတယ်အခုကိုယ်တိုင်ဆိုတယ်အခုကိုယ်တိုင်တီးတယ်တစ်ဖက်မှာလည်းအကိုတို့တွေဆက်ပြီးတော့ဒီဥစ္စာကိုပညာရေးတရားအနေနဲ့မြန်မာနိုင်ငံလုံးကလူတွေကိုလူမျိုးတွေရဲ့ရိုးရာ88ကိုဒူးလောက်တည်းကရှိခဲ့တဲ့ဟာကြီးကိုဆက်ပြီးတော့ carry on လုပ်ရမယ်ဆိုရင်အကိုတို့ကအဲ့ဒီဥစ္စာကိုမျိုးစစ်ချပြီးတော့မျိုးဆက်တဲ့လူငယ်တွေကိုဒီလိုမျိုးဒီကိစ္စတွေကိုအားတက်သေးရောလုပ်ဖို့အတွက်သင်ကြားပေးရမယ့်ကိစ္စတွေရောဒါဆိုလို့ရှိရင်အခုဘဝကြီးကပြန်တွေးကြည့်လို့ရှိရင်တော်ကျင်တဲ့ဆရာကောင်းတယ်ပေါ့အမှုပညာဆိုတာကအကိုတို့ရဲ့တကယ်အားထားရတန်ဖိုးအထားရဆုံးရပ်ဝန်းဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကတော့လူတွေလှုပ်တယ်ဂီတတွေဖန်တီးတယ်လူ nation နဲ့ပါဝင်ပတ်သက်ခွင့်ရတယ်အကို intern ကိုကျင့်တတ်ပါတယ်အခုဘဝမှာအကျဉ်းသက်ဆုံးအရာကတော့အခုလက်ရှိရောက်နေတဲ့ဘဝအခြေအနေပါပဲ